လင်းချန်နဲ့လေးပြန်လဲကြိုးဆိုပါရယ်နော်လင်းချန်နဲ့အလိုင်းပေါ့နော်အလိုင်းလည်းလင်းပေါ့နော်အဲ့ဒီအခြေကောက life is nothing ပေါ့နော် life if nothing ပေါ့နော် life is nothing အဲ့တော့အဲ့ဒီဟာနော်အတူကောင်းနဲ့လှုပ်လိုက်တော့လင်းပေါ့နော်လင်းဆိုတဲ့အဓိပ္ပာယ်ကတော့နော်ဟိုလင်းနေမြင်သေးခြင်းနဲ့လင်းနေပွင့်သေးခြင်းနဲ့နော်အဲ့တော့လင်းနေလို့ချင်းဗျာထိမိခိုင်းမိနော်ထိမိခိုင်းမိတဲ့အရာမျိုးတွေမဖြစ်ဘူးပေါ့ဗျာနော်လင်းလင်းရှင်းရှင်းဆိုလို့ချင်းနော်ကိုဘေးရန်ရဲ့ဂျုံမြပြုတ်မယ်ဆိုတဲ့အရာလေးပေါ့နော်အဲ့တော့ကျွန်တော်အဓိကဒီမှာထားပြီးပြောချင်တာဟိုရင်းပေါ့နော်ဟိုကျွန်တော်ဒီ link channel ကနော်ဟိုတေချာလေးစဉ်းစားပြီးတော့မြင်သင့်တဲ့အရာလေးတွေကိုတေချာလေး highlight လုပ်ပြီးပါပေါ့နော်ကျွန်တော်ဟိုဗီဒီယိုတစ်ပုဒ်ကိုတေချာဖွင့်ပြမယ်ဖွင့်ပြပြီးရင်အဲ့ဒီပုံမှာလည်းတေချာလေးပြောပြပေးပါနော်အခုဒီနေ့ပြောချင်တာကြောင့်မိဘတွေကရေးပါတယ်ဗျမိဘတွေရေးကြည့်တယ်မိဘတွေရေးပါတယ်သားသမီးတွေပေါ်မှာနော်သားသမီးတွေပေါ်လူငယ်တွေရောပေါ့နော်လူကြီးမိဘတွေပေါ့နော်လူကြီးမိဘတွေအကုန်လုံးပါနော်လူကြီးမိဘတွေဘာလို့ရေးပါလဲဆိုတော့ဒီလူငယ်တွေမှားနေလားမှန်နေလားနော်ဆိုတဲ့အရာလူကြီးတွေထိန်းချောင်းဖို့လိုတယ်ဗျလူကြီးတွေထိန်းချောင်းပေးဖို့လိုတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကအရွေးတစ်ခုပြောင်းလဲတစ်ခုမှာကျွန်တော်တို့တက်တန်းတစ်ခုမှာကျွန်တော်တို့အများကြီးကြုံတွေ့ခဲ့ရရှိတယ်လူပေါင်းအများကြီးနဲ့ကြုံတွေ့တယ်နော်ကျွန်တော်ဒီဆော့လိုကြီးလာတာဖြစ်တဲ့အတွက်နော်တစ်နှစ်ကိုလူပေါင်းရက်ပဲပါဆုံးလို့ဆိုလူအများကြီးနဲ့တွေ့ဘူးတယ်ပေါ့နော်တွေ့ဘူးတဲ့လျောက်ဒီမှာလူတွေရဲ့စိတ်တက်နော်ဒီအကျဉ်းဇယိုက်အကျဉ်းဇာရိတတွေအများကြီးကျွန်တော်ကြုံဘူးတယ်ပေါ့နော်ကြုံဘူးတဲ့အလျောက်မှာကျွန်တော်ကြုံဘူးတဲ့အရာတွေရောပြောပြပေးနေနော်လူကြီးသူမတွေကလည်းကိုသားသမီးကိုမြင်းမြက်အရွယ်တွေကိုသားသမီးရွယ်တွေအဲ့ဒါကိုတခြားလမ်းကြောင်းမှန်လေးတွေပြပေးဖို့လိုတယ်နော်အကြောင်းလူကြီးမိဘတွေအရေးကြီးတယ်နောက်ပြီးတော့လူငယ်တွေမှာလည်းဘာဖြစ်တော့စဉ်းစားတတ်တွေးခေါ်တတ်ပြီးဆိုအတွေးခေါ်အမှန်တွေလူငယ်တွေတွေးတတ်ရမယ်နော်ဒါရတာအကောင်းလားအဆိုးလားဒီဟာနော်ကုသိုလ်လားအကုသိုလ်လားဒါမျိုးလေးတွေတခြားလေးတွေပေါ့နော်တခြားလေးတွေစဉ်းစားပေးဖို့လိုတယ်ဗျတခြားလေးတွေတွေးပေးဖို့လိုတယ်နော်ကျွန်တော် highlight လုပ်ချင်တဲ့အရာဒီနော်ဟိုစဉ်းစားတွေးခေါ်မှုမှန်ကန်ဖို့ရယ်နော်အားလုံးပူပေါင်းတဲ့အရာတစ်ခုဖြစ်ဖို့နော်ဟိုလူကြီးတွေကြီးလဲသွားလို့မရဆိုလူငယ်ကြီးလဲသွားလို့မရလူငယ်တွေကြီးပဲသွားလဲမရတဲ့အရာရှိတယ်လူကြီးပဲသွားလို့မရတဲ့အရာရှိတယ်နော်အဲကြတော့အကုန်လုံးပူပေါင်းပြီးတော့လိုရမယ့်အရာမျိုးတွေနော်ကြတော့လူကြီးတွေကလည်းဒီကလေးငယ်တဲ့အချိန်ခါမှာနော်ဟိုလမ်းကြောင်းမှန်လေးတွေပြပြီးရမှာလူကြီးကိုယ်တိုင်ကလည်းနော်ဟိုအယောင်တွေကာလာတွေ something တစ်ခုခုစွဲနေလို့မရပါဘူးဗျာနော်စွဲနေလို့မရပါဘူးကျွန်တော်ပြောချင်တဲ့အရာမိမိကိုယ်တိုင်အရာတစ်ခုပေါ်မှာအခြေခံတဲ့အရာတစ်ခုပေါ်မှာပဲရက်တည်နေမယ်ဝင်ရိုးစွန်းတစ်ခုပေါ်မှာရက်တည်နေမယ်ဆိုရင်တော့အဆင်မပြေဘူးဗျနော်အဆင်မပြေဘူးအကြောင်းကျွန်တော်တို့ရှင်းလို့ပြောတာကျွန်တော်မြန်မာနိုင်ငံမှာစဉ်းစားတွေးခေါ်တတ်တဲ့လူကြီးတွေလူငယ်တွေလူရွယ်အကုန်ပေါ့နော်အသက်အရွယ်ပိုင်းခြားမရှိအကုန်လုံးစဉ်းစားတွေးခေါ်တတ်ပြီးမှန်ကန်တဲ့အရာပေါ်မှာပူပေါင်းပြီးတော့လှုပ်ဆောင်တဲ့အရာမျိုးကိုလိုချင်တဲ့အတွက်ကျွန်တော်လင်းချန်တဲ့ဟိုတီထောင်ထားတာပေါ့နော်တီထောင်တာလည်းဘာမှမကြသေးပါဘူးနော်ဘာမှမကြသေးဘူးအဲကြတော့အားလုံးပဲနော်ကျွန်တော်တို့လူကြီးတွေမှားယွင်းနေတဲ့အရာတွေနော်လူကြီးတွေရဲ့တင်ပြောင်းမှားလိုက်တာနဲ့ကလေးတွေမှာအများကြီးတက်ရောက်မှုတွေရှိသွားနိုင်တယ်နော်အဲကြတော့ဒီမှာတစ်ချက်ကြည့်လိုက်ပါနော်ဒီမှာအဲကြတော့နော်အမယောက်ျားလေးတွေကြီးပဲနော်မိဘသက်ဆိုင်နေဆိုအဲ့ဒါပဲခင်ဗျာနော်မိဘဟာဟိုကောင်းမွန်တဲ့အရာကိုလမ်းပြပေးတယ်ဆိုဒီလူငယ်လေးတွေကကောင်းမွန်တဲ့အရာဖြစ်မှာပဲနော်ဒါဖြစ်တန်ကြီးကိုပြောတာနော်90%ကကောင်းမွန်တဲ့ဘက်ကိုရောက်မှာ10%ကတော့အပြက်ပဲရောက်မှာပဲနော်အမကြီးနော်တရားဖျားသင်ချီမှာဒါဖျားဝတ်တရားမှာမိသားစုစုံစုံလင်းလင်းပြုရမယ်ဆိုရမယ်အရာမျိုးတွေခင်ဗျာဒီမှာကြည့်လိုက်ခင်ဗျာနော်ဒါကောင်းတဲ့မိဘရှိမှာဖြစ်တဲ့အရာပြောတော့နော်ဖျားရှင်ကိုရမယ်ကောင်းမွန်တဲ့အရာပြောမယ်ကောင်းမွန်တဲ့ဆိုတဲ့ဓာတ်ရွက်ခင်ဗျာနော်လိန်မာတဲ့ကြီးနဲ့မိုက်တဲ့ကြီးခင်ဗျာရောက်သွားတဲ့ချီကနေပြီးတော့ဖြစ်တဲ့အရာပဲဒါလက်ဦးစရာနော်မိနဖာပဲအဲ့တော့ရောက်တဲ့နေရာချင်းမတူဘူးကျွန်တော်အများအားဖြင့်ကျွန်တော်ဆိုတော့ကြောင့်ဟိုကျွန်တော်မိသားစုဆိုပေါ့နော်ကျွန်တော်တို့မိသားစုစုံမှထမင်းစားရတယ်ထမင်းစားချင်းကျွန်တော်တတ်မှတ်ထားတယ်မိသားစုစုံစုံလင်းလင်းပဲအကြတော့ဟင်းပိုမကုန်တော့ဘူးတယောက် drone ဆိုတယောက် drone ထဲလိုက်တယ်ပြီးပြီးဝေရုံညနောက်တော့ထမင်းစားရင်စကားမရဘူးနော်ထမင်းစားရင်ပရမရဘူးနော်ဒီထမင်းစားညာလက်နဲ့စားတာကိုညာလက်နဲ့စားတဲ့လက်နဲ့ဟင်းမကရဘူးဘယ်လက်နဲ့ကိုင်းမပြရမယ်ဆိုတဲ့အရာမျိုးကျွန်တော်တို့ကအများကြီးပေါ့နော်တွင်ဆုံးမဝင်နေဖြစ်လာတဲ့အခါမှာကြတော့ကျွန်တော်တို့ကနော်အဲ့တော့ဒီမှာလေးဒီလိုမိဘဗျာတွင်ဆုံးမမှုကောင်းတော့ခင်ဗျားတို့ဒါမြင်သာတာပဲနော်မြင်သာတာပဲခင်ဗျာဒီတဲ့
ပိုကောင်းတဲ့အရာမရှိဘူးဒါကျွန်တော်တို့ကဘယ်ဘာသာပဲဖြစ်ဖြစ်နော်သူတို့ဘာသာပေါ်မှာနောက်ပြီးကျွန်တော်ဘာသာရေးပေါ်မှာအခြေခံပြီးဆိုကျွန်တော်တို့ကနော်ကောင်းမှုမကောင်းမှုကိုသိသွားပြီဗျာဆိုးတာနော်မကောင်းတာအကုသိုလ်ကုသိုလ်သိသွားပြီဆိုဒါဘယ်ဘာသာဝင်မှဖြစ်ဒီဟာလေးတရားလေးရှာမှတ်ပေးရမယ်ဗျာနော်ကျွန်တော်မိမိကြောင့်သူဘာမှထိခိုက်နေသူဘာမှနေတာဗျာသူများဆုံးရှုံးနေတာဗျာဒီဟာမျိုးလေးခုဒီကျွန်တော်တို့ဒါဘုရားဘာသာမို့လို့ပြောတာမဟုတ်ဘုရားဘာသာလေးရောက်နော်ဒါရေးရမယ်ပြီးရင်ဗဏိပိပါဒနော်အရိဏဒါနာနော်မူတာဝါဒကာမေတုမေတ္တာသာသူရမိရာမသဗမတဒါနာဒါနော်သူမဲ့ပစ္စည်းကိုမခိုးနဲ့မဝတ်နဲ့မညာနဲ့မတတ်နဲ့နော်သူများသားပြီးမစော်ကားနဲ့တေးတေးမတောင်းနဲ့နော်အဲ့မှာဒီ၅ပါးတိလာရေးနဲ့လေကျွန်တော်တို့ကဖြစ်တဲ့အလျောက်တွေမှာကျွန်တော်ကောင်းမွန်တဲ့အရာတွေဖြစ်တာပဲဗျနော်ကျွန်တော်ပြောတာဘောပေါက်မလားတော့မသိဘူးအဲ့လိုတွေရှိတယ်ကျွန်တော်တို့ကနော်အဲ့တော့မလိမ္မာတဲ့လူတွေရှိရောက်တော့ဘာဖြစ်တော့ဆိုတော့ဒီမှာကြည့်လိုက်ပါနော်ဒါနော်ဒီဟာကျွန်တော် highlight မျိုးပြောချင်ပါဘူးเนาะတချို့ဆိုလည်းတင်နေရရှိတယ်ကြောက်ဒီဟာဖြစ်တင်လားမဖြစ်တင်လားလုတ်တင်လားမလုတ်တင်လားမိဘကကိုမဟုတ်တာဗျเนาะမိဘကကိုမဟုတ်တာမိဘကိုယ်တိုင်ကပြောဆိုဆုံးမမှုမရှိဘဲနဲ့လုံနေတဲ့အရာတွေဖြစ်တဲ့အတွက်ခင်ဗျဒီလိုဖြစ်တာလေဟုတ်လားရှေ့ကအရာနဲ့အခုအရာနဲ့ခင်ဗျားတို့တွေးကြည့်လိုက်လေဖြစ်တင်လားလာမှမဖြစ်တင်ဘူးเนาะအဲ့ဒီလူကကြတော့ဒီမှာပေါ့เนาะကျွန်တော်နာမည်ပါသိရမပြောချင်ပါဘူးဒီမှာเนาะအဲ့ဒါဒီလူရဲ့သားနှစ်ယောက်ပေါ့เนาะဖျားစင်ပေါ်တက်နေတာအဲ့တော့ဟိုးကြည့်ခင်ဗျမိဘချင်းကွာရှားသွားတဲ့ဟာအကြောင်းမို့ကျွန်တော်ပြောမိဘအရာရေးကြည့်တယ်လောက်စီအမိနဲ့ပါဗျာဘယ်တော့မှကြောင်းမရောက်ခင်စကြမှာเนาะမိဘနဲ့လက်ပွန်တရင်းကမိဘတုံတင်ဆုံးမမဲ့အရာရှိတယ်မိဘစကားနားတော်မပြုဘူးအဲ့ဒါကိုကျွန်တော် generation ကနေလွတ်တဲ့ကျွန်တော်ကအမြဲတမ်းနော်ကျွန်တော်အားကြောင့်မလို့အခုဒီ channel ကိုနော်အဲ့တီထောင်အချင်းစဉ်းစားတဲ့တွေးခေါ်တာကိုကောင်းတာမကောင်းတာစဉ်းစားတဲ့တွေးခေါ်တတ်အောင်ဆိုတဲ့အရာမျိုးတွေကျွန်တော် highlight ပြောပြီးမှာပေါ့နော်ဒါဖြစ်တင်လားမဖြစ်တင်လားတွေးကြည့်လိုက်လေဘလို့မှမဖြစ်တင်နေရဒါဘလို့မှမလုပ်တင်တဲ့အရာကိုလူကြီးတယောက်နဲ့ကိုသားမျိုးကိုမဆုံးမပြုဘဲနဲ့သူကပတ်စံဘလောက်ကြီးခင်ဗျာလူအသည့်တရားဆိုလူဆိုတာခင်ဗျာလူအသည့်တရားရှိမှဖြစ်တာခင်ဗျာလူဆိုတိုင်းလူမဟုတ်ဘူးခင်ဗျာနော်အမှမဆိုရင်တိုက်ကနော်နာယကဥက္ကဋ္ဌကြီးလားမသိပါဘူးเนาะဆရာတော်ဆိုလို့မိတ်တာလူဖြစ်ုံတမျှတွေကခင်ဗျမဆိုင်လူတော့မှန်တယ်လူဖြစ်ုံတမျှတွေကခင်ဗျဘာလို့ငရဲရလာပြဘူးမကြောက်เนาะခင်ဗျအဲ့တော့တကယ်အတိတရားမဝင်တဲ့လူတွေကတက်ကိုရှိရလူမီခံယုံပဲเนาะဒီဟာလှုပ်တင်တယ်မလှုပ်တင်ဘူးဒီဟာမဖြစ်တင်ဘူးဒီဟာမျိုးတွေလုံးပြောပြရမှာဗျာရှေ့မှာကြည့်လိုက်ရှေ့ကမိဘကြီးဘယ်လောက်ကောင်းတော့ကိုကလေးကိုခင်ဗျနော်ထိန်ပြောတာဆိုတာကြည့်တာဒါလူကြီးကြေးတဲ့မိသားစုပြတာပတ်စံရှိရမတူဘူးတော့ခင်ဗျရှေ့ရမိသားစုနဲ့အခုနောက်ကဖြစ်နေတဲ့မိသားစုကမတိမ်မရင်းတော့ပဲတားမကွာလာဘူးဒါပေမဲ့ကလေးတွေကိုပေးတဲ့အသည့်တွေကအရန်ကွာသွားတာကလေးတွေကိုပေးတဲ့အသည့်တွေကအရန်ကွာတာကျတော့ကလေးတွေဖြစ်နေတဲ့အရာနော်ဘယ်ဟာအမှန်ဘယ်ဟာအမှားဘယ်ဟာအကောင်းဘယ်ဟာအဆိုးဆိုတဲ့အရာဘယ်လိုလုပ်တော့မှာအကုသိုလ်ကုသိုလ်အဆိုးကောင်းကျိုးချောင်းအဲ့ဒါမျိုးတွေဘယ်လိုခွဲခြားမှာခင်ဗျကိုမိဘကိုယ်တိုင်ကကိုလွဲမှားပြီးတော့ဖြစ်နေတဲ့အရာကြီးတွေကိုနော်အကြတော့ကျွန်တော်နော်ညီမတွေနော်လူကြီးသူမတွေအခုဆိုလည်းကြည့်လိုက်ခင်ဗျ23အသက်ပြားကလေးလေးပါယူကြတယ်ပြူကြတယ်ပြီးရင်ကလေးတွေမွေးကြတယ်မွေးပြီးတော့ဖြစ်လာတဲ့ဟာနော်အမှဖြစ်လာရင်အမှကြည့်လိုက်ခင်ဗျသူတို့အခုခေတ်လူငယ်ရပါဟုတ်ဟာကွဲမယ်ပြုမယ်ဟာတကူစိတ်ဆိုးစိတ်ကောက်ပြုတ်ပြီးဆိုတာနဲ့ဟာကွဲမယ်ပြုမယ်ဟာကွဲသွားအမကလေးရဟိုလမ်းမျိုးဒီလမ်းမျိုးကအဖွားကြီးထားခဲ့ရနော်ဟိုမှာကလေးပေါ့နော်ဘာတော့ YGW တို့အဲ့လိုကလေးတငယ်စောင့်ရှောက်ရေးတို့ဘာညာကူကွာအဲ့လိုပေါ့နော်ကလေးတွေကိုမိဘမဲ့အကြောင်းတွေအဲ့ဒီမှာရောက်ကုန်တော့ဆူဆုံးမှမှုတွေကအဲ့တော့ကလေးမှာနည်းနည်းရင့်နေရိုင်းနေကျေးဇူးတရားတွေဘာမှမသိတော့ဘာဖြစ်တော့ liberal ဆန်တဲ့အတွက်ကိုခွင်ရသူခွင်ရဟာဒီမှာကြီးပြောလိုက်ဟာလူခွင်နဲ့မညီတာရောမပြူတာရောရှုပ်ချက်တွေကခတ်ကုန်ခင်ဗျာအဲ့လိုတွေဖြစ်တာခင်ဗျာနော်အဲ့တော့အားလုံးဒါလေးတွေသိဖို့ပေါ့နော်ဒါလေးသိဖို့ကျွန်တော်တို့ကတော့ရှင်းသုံးပြောတာအကုန်လုံးစဉ်းစားတတ်တဲ့တွေးခေါ်တတ်အောင်နော်ဒါလေးတွေမြင်အောင်နော်အားလေးသိမယ်လို့တော့ကျွန်တော်တို့ကသိသိခြင်းတဲ့အတွက်ဒီဟာကျွန်တော်တို့ပြောပြပေးတာပေါ့နော်ပြောပြပေးတာအဲ့တော့အားလုံးလှုပ်တင်တယ်မလှုပ်တင်တယ်နော်ကိုသားသမီးနော်ကိုမြင်းမြက်နော်ဒီအရွယ်လေးတွေအကုန်လုံးအဆင်ပြေအောင်
နော်လိမ္မာရေးကြတွေရှိအောင်နော်တွင်တင်သုံးမဖို့အတိတရားလေးတွေရှိပါဗျနော်တချို့တွေကြတော့အတိတရားမရှိဘူးဒီလိုအတိတရားမရှိတဲ့မိဘတွေကထွက်လာမဲ့ကလေးတွေဘလောက်များနေမလို့နော်အဲကြောင့်ဒါကျွန်တော်တို့စဉ်းစားတတ်အောင်ဒါလေးနော်ပြောပြပြီးတာအဲကြောင့်အလုံးပဲနော်စဉ်းစားတတ်တွေးခေါ်တတ်ဖို့နော်ဒါလေးတတိလေးတွေထားဖို့ပေါ့နော်တတိလေးတွေထားဖို့